ဒီကြက်ကြော်9တုံးကို1000ပဲပေးရပါတယ်ဗျအရသာလည်း KFC တို့ Lotteria တို့ထက်မတိုင်တော့မှမနှိမ့်တဲ့အနေထားလောက်တော့ရှိရဗျဘယ်ကဝယ်ရလဲဆိုတော့ဘယ်မှဝယ်တာမဟုတ်ပါဘူးဒါတွေကကိုယ့်ဘာသာကိုပဲကြော်ထားတာပါဝယ်စားရင်နည်းနည်းပဲစားရမှာလीအဲ့တော့ကျွန်တော်လုံနည်းလေးပြောပြပါမယ်အိမ်မှာကြော်စားကြပါအများကြီးစားရပါတယ်ဗျပေါင်3တုံးကို4600လောက်ပေးရဗျအတောင်မှန်2ချောင်းကို1800ပေါ့မရီနိတ်လုပ်ဖို့ပေါင်သားတွေကိုအခုလိုဓားလေးနဲ့မှုန်းထားပြီးပါအရသာတွေဝင်သွားအောင်အတောင်လေးကိုပါမှုန်းထားပေးပါပြီးရင်အရသာစပြီးတော့နှပ်ပါမယ်ကြက်သွန်ပြူထောင်းထားတာထည့်ပါမယ်အမုံဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်ဂျင်းမုံထည့်မယ်အယောင်တင်မုံထည့်မယ်ဘဲငက်ပြာရည်အပြစ်ထည့်မယ်လီမိုမရှိလို့ရှောက်ရည်ပဲထည့်လိုက်ပါတယ်အသားတွေချက်ရင်ဖြစ်ဖြစ်ကြော်ရင်ဖြစ်ဖြစ်အက်ဆစ်တက်လေးထည့်ပေးပါအသားတွေနူးညံ့သွားအောင်ပါပြီးရင်စားထည့်မယ်အချုံမုံထည့်မယ်နောက်ငရုတ်ကောင်းထည့်ပါမယ်အကုန်လုံးထည့်ပြီးရင်တော့အရသာတွေကိုအသားရဲ့စိတ်ဝင်သွားအောင်တေချာလေးနှက်ထားပေးပါပြီးရင်ရေခဲတက်တာထဲမှာအနည်းဆုံးနိုင်ဝက်လောက်တော့ခြေထားလိုက်ပါဗျညသိပ်ထားရင်တော့ပို့ပြီးတော့အရသာရှိတာပေါ့ကျွန်တော်ကတော့3နာရီလောက်ခြေထားလိုက်ပါတယ်ကုတ်တင်အတွက်အမှုဆက်ပါမယ်ဂျုံပြောင်းမှုမုံပါပရီကာနည်းနည်းပဲထည့်ပါစားဂျင်းမုံတက်မယ်ကြက်သွန်မြူအမုံကကုန်နေလို့ကျွန်တော်မထည့်တော့ပါဘူးဗျနော်ငါတို့မှရှင်းရင်တော့ထည့်လိုက်ပါနောက်ဆုံးငရုတ်ကောင်းမုံလေးထည့်ပါမယ်စပြီးတော့ကြော်ပါမယ်စီကိုကြက်သားမြုပ်တဲ့အထိထည့်ပေးဖို့လိုပါတယ်ဗျအဲ့ဒါမှအကျက်ညီမှာပါဗျ deep fry နဲ့ကြော်တဲ့ဟာကစီထဲမြုပ်နေဖို့လိုပါတယ်အပူချိန်180ဒီဂရီနဲ့180ဒီဂရီနားချပြီးအနည်းဆုံး7မိနစ်လောက်တော့ကြော်ပေးရပါမယ်ဗျကုတ်တင်ဆက်ထားတဲ့တဲကိုကြက်သားကိုထည့်ပြီးတော့တေချာအကုန်နှံ့အောင်လူပေးလိုက်ပါပြီးရင်ရေတစ်ခွက်ဘေးနားမှာပြင်ထားအဲ့ခွက်ထဲကိုထည့်အမှန်ကကျဲဥကာကိုသုံးရတာပါဗျကျွန်တော်ကဘတ်ဂျက်ဖြစ်အောင်ရေနဲ့ပဲလုပ်ပြထားတာပါရေနဲ့လည်းအဆင်ပြေပါတယ်ရေထဲထည့်ပြီးတစ်ခါပြန်ပြီးတော့ကုတ်တင်အမှုလေးထပ်ကတ်လိုက်ပါခုလိုမျိုးပုံစံလေးတွေဖြစ်အောင်လုပ်လိုက်ပါပြီးရင်တော့စပြီးတော့ကြော်လို့ရပါပြီကုတ်တင်ကိုကြိုပြီးတော့မကတ်ထားပါနဲ့ကြော်ကန်ဒီမှာကတ်ပြီးတော့ချက်ချင်းအိုးတဲလေးကိုထည့်ပေးပါအိုးကြီးကြက်နေအောင်မထည့်ပါနဲ့ဗျကျွန်တော်2တုံးပဲထည့်ထားရဗျနမဆိုအိုးကြက်သွားမှဆုံးလို့ပေါ့နော်မဟုတ်လို့ရှိရင်အကြက်မညီတွေဖြစ်သွားလိမ့်မယ်ဗျကျွန်တော်မီဒီယမ်ဟီးနဲ့ပဲအနည်းဆုံး7မိနစ်လောက်တော့ကြော်ပေးပါမီဒီယမ်ပြင်းသွားရင်အပြင်နေပဲကြက်ပြီးတော့ဂျိုးတူးပြီးတော့အတွင်းနေရမကြက်ဘဲနဲ့သွေးတွေကြံခဲ့လိမ့်မယ်ဗျအဲ့တော့မီအေးလေးနဲ့ပဲကြော်လိုက်ပါပြီးတော့ golden brown color လေးရလာရင်ဆယ်ပြီးတော့အေးခဏပါခုဆိုရင်နာမည်ကြီး KFC ကြက်ကြော်တော့မဟုတ်ပါ Art of Food ကကြက်ကြော်ရပါပြီကဲအခုကျွန်တော်တို့အရသာသွားမြည်ကြည့်ကြပါမယ်โอเคကြက်ကြော်မြည်ကြည့်ပါမယ်ဗျအမှန်ကကျွန်တော်ကပ်ချက်ကိုပူပြီးတော့ကြိုက်တယ်ဗျခုက chili sauce ပဲရှိတော့ chili sauce နဲ့ပဲကျွန်တော်စားလိုက်ပါမယ်ဆိုင်နေရကာလာမျိုးလေးလိုချင်တယ်ဆိုတော့ကျွန်တော်ဖူးကာလာလေးတော့ထည့်ဖို့လွယ်ဗျအဲ့ဒါမှဆိုင်ရလူမျိုးရွှေဝါရောင်လေးရအောင်ဟုတ်မိတ်မှာအဲ့လိုအရောင်မျိုးထွက်အောင်ကြော်ဖို့ဆိုတာတော့နည်းနည်းတော့မလွယ်ဘူးဗျချီလီဆော့နဲ့စားကြည့်ပါမယ်အသားကတော့ဣနေတာပဲဗျအထဲမှာလည်းအသားရဲ့ juicy တွေကကြံသေးတယ်ဗျအသားရတာလေးကိုပဲကျွန်တော်မြည်ကြည့်ပါအောင်မယ်အသားရတာလေးကလည်းအနေတော့ပါပဲတူးနေတာတွေကဒီဘက်မှာတူးနေတာလေးတွေကကြက်သွန်ပြူကြောင့်မှာထောင်းထားတဲ့ကြက်သွန်ပြူကိုထည့်ထားတော့ကြော်တဲ့အချိန်ကျအဲ့ကြက်သွန်ပြူတွေကအရင်ကြက်ပြီးတော့တူးသွားတာပေါ့နော်အဲအကြောင်းမို့လို့ကျွန်တော်အမှုန့်ပဲသုံးတာပိုကောင်းဆုံးပါပဲကြက်သွန်ပြူအမှုန့်ပေါ့နော်အတွင်းသားလေးတွေကတော့အထဲထဲကဣနေရပဲဗျစားလို့တော့အဆင်ပြေပါတယ်ကျွန်တော်တောင်ပန်လေးမြည်ကြည့်ပါအောင်မယ်အတွင်းသားတွေကြက်မကြက်ကိုတစ်ချက်ကြည့်ကြည့်ပါဦးဗျဒီအစ်အတွင်းသားတွေကကြက်တယ်ဆိုလို့ရှိရင်တော့ကြက်ပါတယ်အိမ်မှာလှုပ်ရှားကြည့်ကြပါဗျမခတ်ပါဘူးနောက်နေ့တွေမှာလည်းကျွန်တော်ဆိုင်ကြီးတွေကစားကောင်းတဲ့မီနူးတွေကိုအနည်းဆက်ဆုံးကျွန်တော်ချက်ပြပေးသွားပါမယ်အပြင်ဆိုင်တွေမှာလည်းတကယ် honest review တွေကိုကျွန်တော်တကယ်ပေးသွားပါမယ်ခင်ဗျကျွန်တော်ကတော့ Art of Food ဟာကိုပိုင်ဖြစ်ပါတယ်